ဟုတ်ပြီကျွန်တော်တရားကိုရှင်းရတယ်လားညာလာတိုင်းမှာကျွန်တော်တို့စေကန်းကိုတော့ရှင်းလို့တော့တာမန်နာရှိချောင်းချုံဝေးစောတာကတော့ဒီစေကန်းနဲ့လည်းကျွန်တော်တို့အပြင်စေးနိုင်မှာရှင်းတော့ပါနေရာကကျွန်တော်တို့စေးတာကိုပြောဘယ်မှမပြောပါဘူးစေးတာကတော့ဒီဆိုင်လုပ်နေတယ်လေကျွန်တော်တို့စေကန်းလုပ်ပါအဲ့တော့ကျွန်တော်အမကလည်းပတ်သက်ပြီးဘယ်လိုဆက်လုပ်ကြလဲကျွန်တော်သိတယ်ကျွန်တော်ဆောင်းလိုက်မပြရဘူးပါဘူးခဏဒီကမသားလာကျွန်တော်ဆောင်းလိုက်မပြရတယ်မမနာပြစ်နေပါဘူးအေးပါနိုင်ငံတော်တရားပြီးတော့ဥပ္ပန္နဘုံဖတ်တယ်တရားကိုဒီတရားရင်းကိုတွေကဘာသာထုတ်ဖြစ်ပေးပါတယ်ဒီကမှာဆောက်ထားတဲ့ဒီနောက်ဆက်ပြီးရပြီးကြရတယ်ဆောက်ထားတဲ့ဒီလိုမျိုးတွေဖြစ်ရာဇဝတ်တွေဘုံမှာများလာတဲ့ပုံပြရရေးဆောက်ထားတဲ့အပေရောက်ပြီးပါဟုတ်ကဲ့ထိုက်တယ်တက်တယ်တော့ပြန်ပြီးနောက်ရောက်တက်တယ်တော့ဟုတ်ကဲ့ဒီအမှန်လည်းတက်ပြီးတော့ဘယ်လိုဆက်လုပ်လဲနောက်ရောက်လေးကဥ့ကျော်ပြောင်းလို့ရဥအောင်လေးတွေဥအောင်လေးအဲ့တော့ရောက်ကောင်းပြီအခုကကျွန်တော်ဆက်ဆုံးပါဆရာမတက်တဲ့နေရာလုံးကဆရာမဘာမှမတောင်းဘူးနေပါဘောနဲ့ရတတ်တာအဲ့တော့ဘာလဲပါလဲအခုကတော့ဆုံးမိပြီမှာအမှတ်နဲ့နေရတယ်ဟုတ်ကဲ့ဆရာဒါလည်းတက်လို့ဒါပေးလိုက်တယ်ကြိုက်တယ်လို့လုပ်ပါနဲ့ဆရာကြိုက်တာလုပ်လိုက်တယ်နော်ငါကဥပဒေနဲ့ညီလုပ်တာငါကဥပဒေနဲ့ညီလုပ်တာကွာအာမတော်ဘာနဲ့ကြောက်ရတယ်တရားလူကြီးပြောလို့နားရလားငါတော့လောက်စားလားငါတော့လောက်စားဖားခါစားအလုပ်ဖြစ်တယ်နားရလားအေးဒါလည်းနိုင်တယ်ရတယ်ဘာမိုက်ထိုက်တာရတယ်အပြီးတော့ရတယ်အေးလေဒီတက်မှုတော့အာမခံပေးရသေးတယ်တိစားမရှိရတယ်တော့ဆက်ချီတာပေါ့မယ်လုံးဆက်ချီတာလုပ်မယ်ဘာမှမဘူးနဲ့ထုတ်တာမထုတ်တာတွေအလုပ်မရှိဘူးရတယ်ဝင်ဆိုင်ရေးဆိုင်ရတယ်မမကန်တဲ့တရားသူကြီးများဖယ်ရှားရဲ့ဟုတ်ကဲ့ဟုတ်ကဲ့မမကန်တဲ့ဥပဒေရရှိများဖယ်ရှားရဲ့ဟုတ်ကဲ့ဟုတ်ကဲ့တရားသူကြီးရဲ့မနိုင်တတ်ပါရဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပြန်လာပါနဲ့တော့နာစင်းနေကြပါနော်ဘာလို့လဲခဏလေးနားမကြည့်ရပြပြကြည့်ကြည့်ဘုရားဟုတ်ကဲ့ဘာမှမပြောဘူးတင်တယ်နော်ဟုတ်ကဲ့ဒီဆရာဘာပြောချင်တာလို့ဘယ်မှာလဲသတင်းသွားရင်ပြောချင်တာမတရားဘူးတရားစီရင်ဟာရှင်းနေတရားပေါ်တောင်မှဒီလိုလုပ်တယ်တာမန်ပြည်သူတွေဥပဒေသားမှန်တဲ့လူတွေကိုဘယ်လိုလုပ်မလဲတရားစီရင်ရဲ့ဒီတရားရုံးကိုတင်တယ်ဆိုတာဘာကြီးပဲတက်နဲ့တင်တယ်လေခံချဖို့တက်တဲ့ဆိုရင်တရားရုံးထားမနေနဲ့ရဲအဖားပြီးတခါတည်းထောင်ထဲထည့်လိုက်တရားစီရင်ရေးမှာတရားမျှတမှုလိုချင်လို့ဒီတရားရုံးကိုပို့တာဒီတရားရုံးကတရားမျှတအောင်ဆောင်ရွက်မပေးဘူးအမကတင်တာတော့မှဆောင်ရွက်ကိုပယ်တယ်ဆိုတော့ဘာကြီးပဲတက်နဲ့ပဲလေအမကပယ်တဲ့ဥပဒေလုံထုံးလို့ရှိတယ်သူသိသလားဒါနဲ့မှတော်တော်ဆိုတယ်ခမင်းကလို့လှုပ်ရှားလာလားယာတုရကပဲလို့လှုပ်ရှားသလားထောင်ထဲဝင်ရမှာတောကဖြစ်တယ်လို့ဒီစကားပြောတာမဟုတ်ဘူးအများကျိုးတက်လောက်တာသူတို့ကျိုးတက်တစ်ခုမှမပါဘူးရင်းဆိုင်ရဲတယ်အဲ့တော့ဒီလိုလုပ်ပါသူကားလဲလာပြီငါအဲ့ကိုတက်ဒီဆရာကြီးတို့လည်းဒုက္ခရောက်မှာမင်းညာစီတာမေးဗျာဆရာဟောဒီနေ့အမကကိုရုံသိမ်းပြီးတော့အမိတ်ချလိုက်တာဘာကြောင့်အမကကိုရုံသိမ်းအမိတ်ချရလဲရုံသိမ်းပေါင်းဘယ်လောက်ရှိနေလဲအဲ့ဒါလေးပါအမှုက9နှစ်ရှိပြီ2017ခုနှစ်ကလေးကဒါပေမဲ့ဒါကိုတက်တာလည်းပါတယ်အထက်ကမတက်ဟိုမကျတဲ့လို့ပြင်ဆင်မှုတက်တာတွေပါတယ်သို့တော့ဒီရုံးကလောက်တာမတရားလုပ်တယ်အမကကိုရုံသိမ်းပြီးထဲတယ်ရှင်းနေဒီတက်တယ်3ယောက်ကိုခေါ်ပါဆိုကျွန်တော်တို့အထုပ်ထဲရောက်ပြီလို့ခေါ်မလဲဒီဘုနဲ့ပတ်သက်ပြီးရှင်းတယ်မရှိဘူးကိုယ်တိုင်ထုကြည့်နေတာနောက်ဘက်ကို3ယောက်ခေါ်တယ်အခုအမိန့်ကရေးပြီးနေပြီရှောင်းလက်ချက်ပေးပါလို့ရှောင်းလက်ချက်ပေးမယ်လို့အမိန့်ကရေးပြီးနေပြီရှောင်းလက်ချက်မတင်ရသေးဘူးအဲ့တော့ဒါတွေကပါလေလေဥပဒေနဲ့